ယခုကျွန်တော်မျှဝေပေးချင်တာကတော့ Ubiquity Award တာကို First Time Setup လုပ်နည်းလေးကိုလက်တွေ့လုပ်ငန်းခွင်အသုံးပြုပုံအတိုင်းလုပ်ပြမှာဖြစ်ပါတယ်သူရဲ့ default IP ကတော့ 192.168.1.1 ဖြစ်ပြီးတော့ username နဲ့ password ကတော့ ubat ဖြစ်ပါတယ်ကျွန်တော်ကတော့ပြောင်းထားပြီးသားဖြစ်တဲ့အတွက်ဒီတိုင်းပဲ browser ကနေဝင်လိုက်ပါမယ်ဝင်ပြီးသွားပြီဆိုရင် Wouter hot name ပြောင်းပုံကို GUI ရော CLI ပါလုပ်ပြပါမယ်ပထမဆုံး GUI နဲ့လုပ်ဖို့အတွက်အောက်ကနှိပ်ပြထားတဲ့အတိုင်းဝင်ပြီးတော့ဝိုင်းပြထားတဲ့နေရာမှာမိမိပေးခြင်းတဲ့နာမည်ပေးပြီးတာနဲ့စိတ်နှိပ်ပြီးချိန်နိုင်ပါတယ်CLI အနေနဲ့ယခုရိုက်တဲ့ command တိုင်းရိုက်ပြီး command ရိုက်လိုက်တာနဲ့ချိန်လို့ရပါပြီကျေးဇူးတင်ပါတယ်